ရင်ကြီးကသူမရဲ့ထူးဆန်းတဲ့အပြုအမူကိုမြင်ပြီးအယမ်းလန့်သွားပြီးအော်ဟစ်လိုက်တယ်သူမကမိစ္ဆာတကောင်လားလို့မေးရင်းနဲ့ပေါ့သူမကစိတ်လှုပ်ရှားစွာနဲ့ပြန်ပြောတယ်မဟုတ်ပါဘူးသမီးကအထက်တန်းကျောင်းသူတယောက်ရိုးရိုးလေးပါတဲ့ဒါပေမဲ့သူမပြောပုံပြောနည်းကသူတို့အတွက်တော့တမျိုးဖြစ်နေပြီးမန္တန်တစ်ခုခုရွတ်နေတယ်လို့မျိုးဖြစ်နေလို့သူတို့ရဲ့ကြောက်စိတ်ကိုပိုပြီးတိုးပွားစေခဲ့ပါတယ်ရုတ်တရက်ဆိုသလိုအဆောင်တွေကဓားတွေကိုအတင်းထုတ်ပြီးသူမကိုဝိုင်းလိုက်ကြတယ်။သူမသဘောပေါက်သွားတဲ့အချိန်မှာတော့ဒီဓားတွေကအစ်စ်တွေဆိုတာသိပြီးထိတ်လန့်သွားကချက်ချင်းပဲညံစင်ပြီးပြောလိုက်တယ်။သမီးဒီကိုဘာလို့ရောက်နေလဲဆိုတာသိပါတယ်အရှင်ဖေ။ကျေးဇူးပြုပြီးမိုးရွာချပေးပါတဲ့လူတွေကလည်းသူမရဲ့စကားလုံးတွေကိုဆူတောင်းတယ်လို့မျိုးလိုက်ဆိုကြတယ်။ဒါပေမဲ့သူတို့အားလုံးခေါင်းပြန်မောလိုက်တဲ့အခိုက်အတန့်မှာပဲသူမပျောက်ကွယ်သွားခဲ့ပါပြီ။သူမကထွက်ပြေးသွားပြီးနန်းတွင်းဝတ်စုံတွေအပြည့်ရှိတဲ့နေရာတစ်ခုကိုရောက်တဲ့အထိဆက်ပြေးခဲ့ပါတယ်။သူမကနန်းတွင်းပူရောဟိတ်တယောက်လိုရုပ်ဖြတ်လိုက်ပြီးဘရင်ကြီးရှိတဲ့အစည်းအဝေးတွေကိုခိုးဝင်သွားခဲ့တယ်။အစည်းအဝေးလုပ်နေတော့မှဘရင်ကြီးကအယူသီးတာတွေကိုအားကိုးနေတာတွေရပ်တန့်ရမယ်လို့ရုတ်တရက်ကြေညာလိုက်ပြီးအဲ့ဒီအစားတိုင်းပြည်ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့သိပ္ပံနဲ့တင်ချာကိုလေ့လာရမယ်လို့ပြောပါတယ်။ဒါပေမဲ့ပူရောဟိတ်မင်းကကန့်ကွက်ပြီးဒါကအန္တရာယ်ရှိတဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေလို့ပြောပါတယ်။တင်ချာဆိုတာကလည်းနောက်ထပ်အယူသီးမှုတစ်ခုပဲဖြစ်ပြီးညီမျှခြင်းတွေကတဆင့်တဘာဝတရားကိုနားလည်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ဆိုပါတယ်။မိုးခေါင်ရတဲ့အစစ်အမှန်အကြောင်းရင်းကနတ်ဖျားတွေကဘရင်ကြီးကိုစိတ်ဆိုးနေလို့ဖြစ်ပြီးမိုးရွာလာစေမဲ့တခုတည်းသောနီလန်းကဘရင်ကြီးကမိဖုရားခေါင်ကြီးနဲ့အတူမြင့်မြတ်တဲ့ရစ်ပူဇော်ပွဲလုပ်ဖို့ပဲလို့သူကအခိုင်အမာပြောပါတယ်။ဒံဘီကအစည်းအဝေးတွေကနေတိတ်တဆိတ်ထွက်လာပြီးသူမရဲ့ဖုန်းကိုလိုက်ရှာပါတယ်ဒါပေမဲ့သူမထပ်ပြီးအဖမ်းခံလိုက်ရပြန်တယ်။ဘရင်ကြီးရောက်လာမှကိုစောင့်နေရင်မိုးရွာပြီဆိုတာနဲ့သူမထွက်ပြေးနိုင်လိမ့်မယ်လို့စဉ်းစားနေခဲ့တယ်။ဒါပေမဲ့ဘရင်ကြီးကဒီမှာမိုးမရွာတာ3နှစ်ရှိပြီလို့ပြောပြီးသူမကိုလန့်သွားစေခဲ့ပါတယ်။ပြီးတော့အမှန်တိုင်းပြောရရင်သူမကိုမကြိုက်ပါဘူး။သူမကိုချက်ချင်းကွပ်မျက်ရမယ်လို့သူကအမိန့်ပေးလိုက်တယ်။သူမထိတ်လန့်သွားပြီးခဏလောက်စောင့်ပါအောင်လို့တောင်းပန်ပါတယ်။သမီးကအနာဂတ်ကနေရောက်လာတဲ့ကျောင်းသူတယောက်ပါဒီကိုအမှတ်မထင်ရောက်လာတာပါလို့ပြောတယ်။သူမကသမိုင်းအကြောင်းအများကြီးသိတယ်ဆိုတာကိုယုံကြည်အောင်ပြောကြည့်ပေမဲ့အဆင်မပြေတဲ့အခါမှာတော့သူမကတင်ချာမှလည်းအရန်တော်တယ်လို့ချက်ချင်းထပ်ပြောလိုက်တယ်စိတ်ဝင်စားသွားတဲ့ဘရင်ကြီးကကိုမျက်မဲ့အမိန်ကိုဆိုင်းငံ့လိုက်ပြီးဒါကိုတက်တေပြဖို့ပြောပါတယ်။သူမကိုဖြည့်ရှင်းဖို့ပိုက်တာကိုရဲ့တီအိုရန်ပု္ပ္ပစာတစ်ခုပေးလိုက်တယ်။အစမှာတော့သူမရှုပ်ထွေးသွားပြီးရေးထားတာတွေကိုတော့နားမလည်ဘူးလို့ပြောခဲ့ပေမဲ့ဒါကပိုက်တာကိုရဲ့တီအိုရန်ဆိုတာသိသွားတဲ့အခါမှာတော့ချက်ချင်းပဲအမြင်ဖြည့်ရှင်းပြလိုက်ပါတယ်။ဘရင်ကြီးကအံ့ဩသွားပြီးသူ့ရဲ့ပညာရှိတွေတောင်ဒီလိုပု္ပ္ပစာမျိုးကိုဖြည့်ရှင်းဖို့3ရက်လောက်ကြာတတ်တယ်လို့ပြောပါတယ်။အဲ့ဒီအချိန်ကစပြီးအားလုံးကဒံဘီကိုကိုစံပညာရှိတယောက်လိုဆက်ဆံကြတော့တယ်။ဘရင်ကြီးကသူမကိုလူတွေကိုတင်ချတင်ပေးဖို့တာဝန်တစ်ခုပေးအပ်လိုက်ပြီးသူမအောင်မြင်ရင်အိမ်ပြန်ခွင့်ပြုမယ်လို့ကတိပေးပါတယ်။ဒါပေမဲ့ပထမဆုံးကျောင်းသားကဘရင်ကြီးကိုယ်တိုင်ဖြစ်နေပြီးသူကကနန်းတော်မရေတွက်တတ်ဘူးဆိုတာသိလိုက်ရလို့သူမအံ့ဩသွားရတယ်။သူမကစိတ်ရှည်လက်ရှည်နဲ့အခြေခံအကျဆုံးတွေဖြစ်တဲ့ကနန်းတွေအပေါင်းနှုတ်ကနေအမြောက်အထိတင်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ကနာမည်ကြီးတခြားပညာရှင်တယောက်နဲ့ပြိုင်ပွဲအတွက်ပြင်ဆင်ကြတယ်။ဒံဘီရှုံးရင်ပြစ်ဒဏ်ခတ်ခံရမှာပါသူမကဘရင်ကြီးကိုရဲရဲဝံ့ဝံ့စိန်ခေါ်ပြီးသူအမားတွေလုပ်တဲ့အခါစိတ်တိုပြီးခေါင်းကိုယ်တောင်ရိုက်လိုက်ပါသေးတယ်အဆောင်တွေကဘရင်ကိုထိတွေ့မိလို့သူမကိုတတ်ဖို့ပြေးဝင်လာကြပေမဲ့ဘရင်ကြီးကသူတို့ကိုတားပြီးရေမောလိုက်ပါတယ်မိဖုရားခေါင်ကြီးလာလေတဲ့အခါတိုင်းသူတို့ကတင်ချာစာရွက်တွေကိုဝက်ပြီးဂီတလေးကျင့်နေတယ်လို့မျိုးဟန်ဆောင်ကြပါတယ်တရက်မှာတော့ဘရင်ကြီးကဒံဘီဗိုက်စာနေတာကိုသတိပြုမိပြီးအတူစားဖို့ဖိတ်ခေါ်ခဲ့ပေမဲ့သူမကနန်းတွင်းအစားအစာတွေကိုမကြိုက်လို့သူ့ကိုမိဖို့ကြောင့်နဲ့ခေါ်သွားပါတယ်သူမရဲ့အိတ်ထဲကပါလာတဲ့ပစ္စည်းတွေနဲ့ရတာရှိတဲ့အတင်စားခောက်ဆွဲပြုတ် instant noodles လုပ်ပေးခဲ့တယ်။ဆက်ပေမဲ့လည်းသူအရန်ကြိုက်သွားခဲ့ပါတယ်။သူမကရေတိုက်တဲ့အခါမှာတော့အဆက်တန်ကိုခံနိုင်ရရှိရဆိုပြီးညှင်းဆန်ခဲ့ပါတယ်